င်္ဂလာပါခင်ဗျာဒီကနေ့ကတော့ထိုင်းနိုင်ငံအကြောင်းလည်းမပြောချင်တာနဲ့ပဲမြန်မာနိုင်ငံထဲမှာအရန်ဟိုမှာနာမည်ကြီးနေတဲ့အခုထိလည်းပြည်လည်မှုမရသေးတဲ့လူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့ Pride အသင်းဖွဲ့တစ်ခုကိုငွေမှားလွှဲမှုကြောင်းပြောပြပေးချင်တာဖြစ်ပါတယ်ခင်ဗျာဒီအပိုင်းအားလုံးစိတ်ဝင်စားမှုမြင့်တက်နေပြီးတော့မှဝေဖန်မှုတွေမျိုးမျိုးတွေ့နေရတာကတော့ခိုင်နှင်းဝေ Pride Foundation ကိုမျိုးသမီးတဦးကနေပြီးတော့မှငွေမှားလွှဲမိပြီးပြန်တောင်းတဲ့အခါမှာတော့အချိန်ကြီးကြာနေလို့လူလူစိတ်ဝင်စားမှုမြင့်တက်နေတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာယခုပြောပြမယ့်အကြောင်းအရာတွေကမြည်သူတဦးတယောက်ဖွဲ့စည်းတစုံတရာပုံမှာများထိခိုက်နေတာလို့စေအလင်းမရှိပဲနဲ့တရင်အနေနဲ့ဖော်ပြခြင်းတာဖြစ်တဲ့အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်ခင်ဗျာဇလန်ကတော့အားလုံးသိကြတဲ့အတိုင်းပါပဲမြောက်ဒီမှာနေတဲ့မျိုးသမီးတဦးကမခိုင်နှင်းဝေရဲ့ဘဏ်ကောင်တွေကိုငွေကျပ်29သိန်း5500သိန်း30နီးပါးမှားလွှဲမိတာကိုပြန်တောင်းတဲ့အခါမှာတော့တစ်ဖက်နဲ့တစ်ဖက်ရှီတင်နေဖြစ်နေကြတာလည်းဖြစ်ပါတယ်ငွေမှားလွှဲတဲ့သူကငွေမှားလွှဲပြီးတာတိတိချင်းတနာရီတွင်မှာအတင်းယုံကိုစလေကသွားခဲ့ပေမဲ့မခိုင်နှင်းဝေကပြိုဝဲရောက်နေလို့နောက်ရမှလာဖို့ချိန်နေလို့ဆိုပါတယ်ချင်းနဲ့ရပြန်သွားတော့ဘန်နံပါတ်မှတ်ပုံနဲ့ဘန်စတိတ်မန့်တွေတောင်းနေဆိုပြီးတော့မှအစင်းစင်းတင်ရမှာမလို့၄-၅ရက်ထက်ဆောင်မှုတောင်းဆိုတယ်လို့လည်းသိရပါတယ်။ဆောင်းခိုင်းတဲ့ရပြည်လူရုံးမှုသွားတဲ့အခါမှာလည်းအတင်းတီစီယာတောင်တော်မျိုးနယ်ရုံကထောက်ခံစာတောင်းခိုင်းတယ်လို့ဆိုပါတယ်။မျိုးနယ်ရုံကလည်းဒီလိုဖြစ်စဉ်မှုရခင်ကမရှိခဲ့ဘူးကြောင်းနဲ့၎င်းတို့နဲ့မသက်ဆိုင်ကြောင်းညင်းဆိုခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီချိန်ထိမခိုင်နှင်းဝင်နဲ့မတွေ့ရသေးပဲဝန်ထမ်းတွေနဲ့တွေ့ရပြီးတော့ဆက်ဆံရေးညံ့ဖြစ်နေဆိုပြီးတော့မှငွေမလွှဲသူမျိုးသမီးကနေပြီးတော့မှဆွဆွဲထားပါသေးတယ်။ညပိုင်းမှာတော့မခိုင်နှင်းဝင်မန်နေဂျာဖုန်းဆက်လာပြီးတော့မှလူငွေတွေလှူပစ်လိုက်ပြီးဖြစ်ပြီးတော့မှပြန်လူချင်းနဲ့ဆိုရင်တော့နေပြီးတော့အစင်းစင်းတင်ရမှာဖြစ်တယ်လို့ဆိုလာပြီးတော့မှယုံကြည်ပြီးစောင့်နေဖို့ပြောလာတယ်လို့ဆိုပါတယ်။ဒါအပြင်မယုံကြည်ရင်လည်းဥပဒေတိုင်းဆောင်ရွက်ဖို့လုပ်ပါလို့ဆိုလာတယ်လို့လည်းဆိုပါတယ်။မှားလို့တဲ့သူကဘဏ်ကိုသွားခဲ့ပြီးတော့မှဘဏ်ဘက်ကမှားတဲ့သူကိုတီးလို့ရှိရင်ညှိနှိုင်းဆောင်ရွက်ကြည့်ဖို့တိုက်တွန်းပြီးတော့မှဥပဒေတိုင်းဆောင်ရွက်ချင်တော့ရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့နဲ့ဘဏ်ကနေပြီးတော့မှမခိုင်နှင်းဝေအကောင့်ကိုစစ်ကြည့်တဲ့အခါမှာတိမ်ပေါင်းများစွာကျန်နေသေးတာကိုတွေ့ရပြီးတော့မှတိုင်ချက်ဖွင့်ဆက်လက်လှုပ်ဆောင်မှာကမခိုင်နှင်းဝေရဲ့အလူငွေကောင့်ကိုပိတ်ရမှာဖြစ်တဲ့ဖြစ်မပိတ်ဘဲနဲ့ဆက်လက်မဆောင်ရွက်ခဲ့ဘူးဆိုပြီးတော့လည်းအသေးစိတ်ရှင်းပြထားပါတယ်။မေလ9ရက်နေ့တည်းကမှားလွှဲထားတဲ့ဖြစ်စဉ်ကမေလ24ရက်နေ့မှာငွေမှားလဲသူမျိုးသမီးကလူမှုခွင့်ရပေါ်မှာတင်ပြီးတဲ့နောက်မှာတော့ဒီကိစ္စကဟိုးလေးတကြောဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီကြားထဲမှာတော့ငွေမှားလဲသူမျိုးသမီးနဲ့အသင်းတို့ဟာ၎င်းတို့အချင်းချင်းကြိတ်ပြီးတော့ရှင်းနေကြတဲ့ပုံမှာလည်းရှိပါတယ်။မေလ25ရက်နေ့မှာတော့မခိုင်နှင်းဝေဘက်ကနေပြီးတော့မှဥပဒေတိုင်းဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ post တက်လာခဲ့ပေမဲ့အချိန်မကြာခင်မှာပဲပြန်ဖျက်ချခဲ့ပါတယ်။ဒီနေ့တည်းမှာပဲမခိုင်နှင်းဝေဘက်ကနေပြီးတော့မှတခြားမှားလွဲတဲ့သူတွေလည်းရှိခဲ့တဲ့ဆိုတဲ့အကြောင်းရပ်ပေါင်း20လောက်ကြာကြောင်း screenshot တွေနဲ့တကတင်ခဲ့ပေမဲ့ပြဿနာဖြစ်တဲ့ငွေကြေးကိစ္စထုတ်ပြောလာတာမရှိတဲ့အတွက်ဝေဖန်မှုတွေပိုပြီးမြင့်တက်လာခဲ့ပါတယ်။ဒါအပြင်ငွေမှားလွှဲတဲ့ကိစ္စကိုရပ်ပေါင်း20ကြာတဲ့အတွက်ပိုပြီးပြစ်တင်လာခဲ့ကြတယ်လို့နေပြည်တော်ထိတင်ရတယ်လို့ဆိုတာကိုလည်းပိုပြီးပြစ်တင်မှုတွေနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။25ရက်နေ့မှာပဲငွေမှားလွှဲသူမျိုးသမီးကနေပြီးတော့မခိုင်နှင်းဝေဘက်မှာတရားစွဲဆိုမှုလုပ်မယ်လို့ထုတ်ပြောလာပြီးတဲ့နောက်မှာတော့ဘန်စတိတ်မန့်တွေထုတ်ပြလာခဲ့ပါတယ်။26ရက်နေ့မှာတော့မခိုင်နှင်းဝေဘက်ကဘန်ကောက်ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆက်သွယ်တာဒါမှမဟုတ်လို့ရှိရင်ကိုယ်စားလှယ်လွှဲစာဖြစ်မလာရောက်တာလူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့တက်သေးတွေအသင်းကိုရောက်မလာခြင်းတွေကြောင့်နှောင့်နှေးရတာဖြစ်တယ်လို့လူကိုယ်တိုင်ဒုမဟုတ်ကိုယ်စားလှယ်ကိုယ်တိုင်တက်သေးတွေနဲ့တကွာလာရောက်ဖြည့်ရှင်းဖို့နဲ့သူမကိုယ်တိုင်ဖြည့်ရှင်းပေးမယ်လို့မခိုင်နှင်းဝေဘက်ကနေဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့လည်းငွေပမာဏနည်းနည်းလေးဖြစ်ပြီးမှားလွှဲတဲ့သူကိုလည်းလူသိရှင်ကြားတီးပြီးကြဖြစ်လို့ပုံကြီးရှက်နေတယ်ဆိုပြီးပိုလို့မှဝေဖန်ခံခဲ့ရပါသေးတယ်။ဒီနေ့တည်းမှာပဲမခိုင်နှင်းဝေဘက်ကသူမဘန်းကောက်တွေကငွေတွေကိုမတမာတဲ့နည်းနဲ့လူချင်းနေကြတာဖြစ်လို့တင်းတင်းကြပ်ကြပ်ထားရတာဖြစ်ကြောင်းနဲ့၎င်းချမှတ်ထားတဲ့စီမင်းစည်းကမ်းတိုင်းသာလိုက်နာမှာဖြစ်ကြောင်းထပ်ပြီးတော့မှပြောလာပါတယ်။29ရက်နေ့ကတော့ငွေမှားလွှဲသူမျိုးသမီးကသူမကဘန်ကောက်ပိုင်ရှင်ရဲ့ညီမရင်းဖြစ်ပြီး၎င်းအကောင့်ကိုသူမကိုယ်တိုင်သုံးနေတာဖြစ်ကြောင်းမြောက်ဒီမှာနေတာမို့လို့လာဖို့မဖြစ်နိုင်ကြောင်းချိန်ချိန်ဆက်သွယ်ပြီးယုံထီကိုယ်စားလှယ်ကိုယ်တိုင်လာရောက်ထောက်ခံချက်ပေါင်းများစွာပင်ပန်းကန်ဆောင်ရွက်ခဲ့ပေမဲ့မဆက်သွယ်လို့သာလူမှုကွန်ရက်မှာတင်ရတာဖြစ်ကြောင်းသက်သေတွေနဲ့တကွာထပ်ပြောလာပါတယ်။28ရက်နေ့မှာတော့ငွေမှားလွှဲသူမျိုးသမီးကမှားလွှဲထားတဲ့ငွေပမာဏ30ဟာပြန်တောင်းရတာချက်လာတဲ့အတွက်ကြောင့်မလို့ခက်ခဲမဲ့ဆိုရင်ဆုံးရှုံးခံလိုက်တော့မယ်လို့လည်းဆိုလာပါတယ်။အဲ့ဒီနောက်မှာတော့မခိုင်နှင်းဝေကလာဖို့ခက်ခဲရင်မြောက်ရီကမ္ဘောဇဘဏ်ကနေတစင်တရားဝင်အတည်ပြုပြီးတော့မှယခုပတ်တွင်မှာဆက်သွယ်ထုတ်ယူနိုင်ကြောင်းပြောကြားလာတာဖြစ်ပါတယ်။ဒီအကြောင်းအရာတွေအားလုံးကတော့28ရက်နေ့ထိသိရသမျှ update တွေဖြစ်ပါတယ်။တကယ်တော့ဒီပြဿနာကိုနှစ်ဦးနှစ်ဖက်စလုံး online ပေါ်ကနေဒါအပြန်အလှန် post တွေတင်ဖြည့်ရှင်းနေကြတာဖြစ်ပြီးတော့မှသုံးသက်ရတဲ့လောက်ကတော့တစ်ဖက်နဲ့တစ်ဖက်ခုချိန်ထိဓာတ်ရိုက်ညှိနှိုင်းဆက်သွယ်ပြောဆိုမှုမျိုးမရှိသေးဘူးလို့သုံးသပ်မိပါတယ်။ငွေမှားလွှဲမိတဲ့ကိစ္စကကြီးမားတဲ့ကိစ္စမဟုတ်သလိုပုံကြီးချရမယ့်ကိစ္စတွေမဟုတ်ကြောင်းလွှဲတဲ့သူကိုလည်းသိတယ်မှားလွှဲတာလည်းသိကြတယ်ဆိုရင်ပြန်လွှဲပေးတဲ့ကြောင်းရခင်ကချစ်ခင်ကြီးညိုလေးစားမှုတာတွေကိုခုတစ်ခေါက်မှာတော့ယွန်သွားကြောင်းအရင်ကလေးစားမှုသမျှခုတော့တဲထဲရေတုံဖြစ်ခဲ့ကြောင်းငွေမှားလွှဲသူအမျိုးသမီးကိုကျေးဇူးတင်သင့်ကြောင်းနဲ့မဟုတ်ရင်မခိုင်နှင်းဝေကြောင်းကိုဘယ်သူမှသိမှာမဟုတ်ကြောင်းစားတဲ့မှတ်ချက်များစွာနဲ့ဝေဖန်မှုတွေခံနေရတာလည်းဖြစ်ပါတယ်။ဒါအပြင်နာမည်ကျော်နုပညာရှင်အချို့နဲ့ဆယ်လီအချို့ကပါပုံကြီးချက်မနေဘဲနဲ့ပြန်ပေးလိုက်ဖို့နဲ့စိတ်ပြက်စရာကောင်းကြောင်းတွေပါဖွင့်ပြောလာကြတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့မခိုင်နှင်းဝေနဲ့ပတ်သက်တဲ့တချို့ပြဿနာတွေကိုတချို့လူတွေကနေပြီးတော့မှထုတ်ပြောလာကြတာတွေလည်းတွေ့နေရပါသေးတယ်။ဒီပြဿနာကဒီနေ့ဒီဗီဒီယိုလုပ်နေတဲ့အချိန်ဒီပြည်လည်မှုမရရှိသေးတာလည်းဖြစ်ပြီးတော့မှတစ်ဖက်ကတော့လက်လျှော့လိုက်ပြီးလို့ထုတ်ပြောလာပြီးတော့မှတစ်ဖက်ကတော့ခုချိန်ဒီစီမင်းစည်းကမ်းများနဲ့ဆက်လက်တင်းခံနေစေပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။